ခင်ဗျာရောက်စားလိုက်တာပါ ဒီဘာလို့ဖြစ်နေကြလို့ အဲ့ကြောင့်ငါရောင်းတာလေအဲ့ဒါသူ့ကြောက်လို့လုံနေတာသူ့ကြောက် အမကျောင်းနဲ့ထားခဲ့မယ် အမထားကနေငါကြောက်တယ်လက်သမခံဘူး အာရဘာမျိုးခဏလေးပဲထားခဲ့ အမမခံဘူးနော်အေးခဏလေးဆိုတော့ထားခဲ့လိုက်ပြီးတော့လာပြန်ယူပေး ရကျွန်တော် အေးအဲ့ဆိုတော့ထားခဲ့လိုက်အေး လေလဘာကကြောက်ရှိတယ်ကြောက်ကြည့်မလား ကြည့်မယ်လေကြောက်ယူခဲ့အလုံးသေးလားအလုံးကြီးလား哎呀အလက်ကောက်ရွယ်ပဲကြိုက်တယ်ကြောက်က ကောင်းလို့ရတယ် ကြည့်အောင် ဒီရဲ့ကြောက်ရသွားချွတ်အရင်လာဒီပါလားကြည့်ကြည့်ဝါဆောင်းမီပေါက်ထက်ကတော့အဝေးတော့ရောက်တော့ပြီးလို့ရှိရင်သူ့ကြာညီမတို့ချွတ်နဲ့ကောက်ခေါင်းမှာလုံးဖအရွယ်ထိုင်နေရှိရမလို့ကလားမြူလေးလည်းကောင်းနေအနာကြီးကြီးမမမရှိဘူးဝါစဒီညောင်ကြည့်လိုက်ဟိုဒီအယောင်လာမှာနော်ချွတ်ဒီအယောင်လာမှာဗျမြူရန်ကတော့ share ပြောစရာမလိုခြံစမ်းလည်းကောက်ခေါင်းမှာဒီကြောက် အောင်မလဲ ငါလည်းရောင်းမယ်ငါလည်း 50ပဲကြက်အောင်10သိန်းကျက်တယ်ရောင်းလိုက် ဆက်သိရင်မရဘူးဆက်သိရင်ကြောက်မကြည့်နေတော့ ဟမ် ကြည့်နေတော့ 20ပေးမယ် 20လည်းမရဘူး ကြောက်ရင်မစေးပဲဟုတ်တယ်ခေါင်းရမှာ20ရောင်းလိုက် စီးတယ်မျိုးတန်း ခါလေးပတ်စံပေးမယ် မျိုးတန်းစွာတယ်ဒီလို20ဆိုမရဘူး လက်ကောက်မရနိုင်ဘူးကြောက်က ဒီမရောင်းဘူးအဲ့ဒါကြည့်နေတော့ 30တစ်ချက်စဉ်းစားလိုက်30ရောင်းရင်ယူမယ်ရောင်းလား30 ပတ်စံချက်ချင်းပေးမှလား ချက်ချင်းပေးမှာမို့ပတ်စံက ချက်ချင်းပေးရောင်းမယ် ဟုတ်ပြီပါပတ်စံ30ပေး ဟုတ်ပြီ ခင်ဗျာကြိုးကြောက်ပြန်ပါလေ ဟာမင်းကြောင့်ငါဘယ်လိုလုပ်ဒီမှာတော့ ရောက်စားလိုက်ကြတာခင်ဗျာဆို ဟာဒါမင်းကြောင့်မဟုတ်ဘူးငါအကြောက်ကြီးကောင်းလေးရဒီမှာတရားကြီးတော့စောစောမှငါရှာလို့ရထတာဒီ အာရောက်စားလိုက်ရတယ်အဲ့ဆိုဒီဘက်ဆန်ဟောပေါ့ဘက်ဆန်ပေါ့ မဟုတ်ဘူးကိုယ်ပစံ ဟုတ်တယ်ခင်ဗျာရောက်စားလိုက်တာပါ မဟုတ်ဘူး ဒီဘာလို့ဖြစ်နေကြလို့ ဒီပါလေကျွန်တော် ငါကြောင့်ငါရောင်းတာလေအဲ့ဒါသူ့ကြောက်လို့လုံနေတာသူ့ကြောက်ပြောက် ဒါ သွား န တယ် င်းကြောင့်မဟုတ်ဘူးလေနင်းကြောင့်ကမိုင်းဒီမှာရေးသွားဆွဲလို့တိတ်ပေးထားတယ်လားလေနင်းကြောင့် အာဒီကောင်ဘာကောင်မှလည်းမသိဘူး ဘလို့ဖြစ်နေမှမသိဘူးကွာ ဆောင်းတယ်လည်းမတော့အောင်နောက်သွားပြီ ဟေး အောင်ပါရင်တော့လည်းမ โอเค အာကိုကြီးတောင်းမယ်တော့ကျွန်တော် အာနင်းတောင်းမှလည်းမလို့သူကနောက်လည်းလာမထားနဲ့ဘယ်တော့မှလည်းမကဘူး အော်ကြောက်လာထားတဲ့ကိစ္စကိုမမတွေဒီကြောက်လေးညီမ30လေးနဲ့ရပြီနော်ဒီကြောက်ညီမတေချာပြန်ပေးရမယ်ဒီကောင်လေးကတော့ညီမတို့ချွန်လက်ကောက်ခေါင်းပါနော်ကြိုက်တယ်ဆိုအမြင်ဆုံးညီမမစင်ကြမှာဆက်တွေ့ပြီပါ